ကျွန်တော်မိတ်ဆွေများမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ကဗုဒ္ဓဘာသာဝင်တွေဆိုတော့ဗုဒ္ဓဘာသာမှာလည်းသူအဆင့်နဲ့သူရှိတယ်ဗျအမိခံဗုဒ္ဓဘာသာလားပညာဗုဒ္ဓဘာသာလားအမိခံရဲ့ပညာရဲ့ဆိုတဲ့နေရာမှာတောင်းမှအန္တပုထုဇဉ်လားကလျာဏပုထုဇဉ်လားသုလသောတာပန်လားမဟာသောတာပန်လားသရဂံလားအနာဂံလားယဟန္တာလားအဲ့လိုအဆင့်လေးတွေရှိတယ်များသောအားဖြင့်တော့ကျွန်တော်တို့တွေကအမိခံဗုဒ္ဓဘာသာတွေကများကြတာဗျပြောရရင်တော့မိဘကိုယ်ဝယ်လို့ကိုးကွယ်တဲ့သူတွေပေါ့ဗျာမိယိုဖလာဗုဒ္ဓဘာသာပေါ့မိယိုဖလာဗုဒ္ဓဘာသာဖြစ်ုံနဲ့ကဗုဒ္ဓဘာသာဖြစ်ကြိုးမနှက်ဘူးဗျနော်အနည်းဆုံးတော့လျာဏပုထုဇဉ်ဆန်းလောက်ထိတော့ရှိတဲ့နာပေါ့ဗျာအဲ့တော့လျာဏပုထုဇဉ်အဆင့်ပညာဗုဒ္ဓဘာသာအဆင့်ရောက်ဖို့ဘာတွေလိုအပ်လဲဆိုတာဒါလည်းစဉ်းစားကြရပေါ့ဗျာနော်အဲ့တော့ပညာဗုဒ္ဓဘာသာဖြစ်ဖို့ကတော့ကျွန်တော်တို့ကရုပ်အကြောင်းနာမ်အကြောင်းနားလည်ရမယ်ဗျပညာပရမတ်သိရမယ်ဗျအကြောင်းအကျိုးခွဲခြားနိုင်ရမယ်ဗျနာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဟဉာဏ်ဒီလိုဉာဏ်လေးတွေပေါ့ဗျာနော်ဒါသုတ္တမယနဲ့သိထားဖို့တော့လိုတယ်ဗျအကြောင်းအကျိုးဆိုရင်လည်းကျွန်တော်တို့ပရိစ္ဆသမုပ္ပါဒ်တရားတော်ရှိတယ်ဗျာပဋ္ဌာန်းရှိတယ်ဗျာဟုတ်လားဒါတွေကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဗျအာယတနာဓာတ်သစ္စာပရိစ္ဆသမုပ္ပါဒ်ပဋ္ဌာန်းဆိုတဲ့အကြောင်းကျိုးဆက်နွယ်တဲ့တရားတွေကိုကျွန်တော်တို့ခန္ဓာဉာဏ်ရောက်သိမှဒါပညာဗုဒ္ဓဘာသာပေါ့ဗျာနော်အဲ့တော့ပညာဗုဒ္ဓဘာသာဘယ်ထိသွားလဲဆိုတော့ကျွန်တော်တို့မဉဏ်ဖူဉဏ်ထိသွားတယ်နမယုပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဟဉာဏ်နမယုပပရိစ္ဆေဒဉာဏ်ဆိုတာတော့ယုံနာကိုသိသိတည်တဲ့ဉာဏ်ပေါ့ဗျာပစ္စယပရိက္ခဟဉာဏ်ဆိုတာအကြောင်းအကျိုးကိုသိသိတည်တဲ့ဉာဏ်ပေါ့အဲ့ဒီဉာဏ်နှစ်ခုသုတ္တမယဉာဏ်နဲ့သိထားပြီးဒီဆိုရင်တော့ဒီဗုဒ္ဓဘာသာဟာကျွန်တော်တို့ဝိပဿနာပွားမယ်ဆိုရင်ဒါဒီဘဝနဲ့တင်ကျွန်တော်တို့အဆင့်တစ်ခုရောက်နိုင်တယ်ပေါ့ဗျာအဲ့ဒီအဆင့်ဆိုတာတော့သုလသောတာပန်မဟာသောတာပန်သရဂံအနာဂံယဟန္တာအထိမိမိရဲ့ပါရမီကြိုးစားမှုဆန္ဒဝိရိယနဲ့အလျောက်ရနိုင်တာပေါ့ဗျာနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာကကိုဟာဘယ်အဆင့်ဗုဒ္ဓဘာသာလဲပညာဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားကြဖို့လိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးဘေးပရာများမှကင်းဝေးကြပါစေ